ဒီကတော့စုံသင်းပါရဲ့နာမည်ကျော်သချင်းကိုခဏခဏဆိုတဲ့သချင်းကိုသူကတီးသွားတဲ့ဒီ intro လေးအလုံးလေးတွေရဲ့တီးရမယ့်နေရာလေးတွေရဲ့နောက်တစ်ပုတ်လုံးကိုတီးမဲ့ဒီ strummy pattern ပေါ့နော်rhythm style လေးရဲ့အဲ့ဒါလေးကို comment မှာတောင်းထားလို့တင်ပေးလိုက်တာပေါ့နော်အစဆုံးဒီ intro လေးနေရာလေးတွေစကြတာပေါ့ကီးကသူက C key ပေါ့နော် C key ကို A minor နဲ့တီးမယ်A minor ကိုဒီနန်း position ပေါ့ကျွန်တော်ဒီအများသိတဲ့G flat minor ဟုတ်လား F sharp minor ပုံစံမျိုးပေါ့ဒီ A minor ကော့ထဲမှာ UD မှာဘယ်ကနေတီးမလဲဆိုတော့ Mi note ကနေစတာပေါ့အဲ့ဒီကနေပြီး hammer လေးပေါက်ပြီးတော့ bass slide လေးလာမယ်အဲ့ bass slide နော်အဲ့တော့ပြီးအောက်ကိုဆင်းပါပေါ့နော်ဒီမှာဆိုရင်လက်သန်းနဲ့လက်သကျွန်းနဲ့ hammer လေးသုံးမယ်နောက်တစ်ခါ D minor ကော့နော် D minor ကော့လည်းခုန A minor ရဲ့အောက်မှာရှိတယ် B minor လိုပုံစံမျိုးပေါ့နော်အဲ့နေရာမှာလည်းသူကအဲ့လိုပဲဒီ2ကြိုးရဲ့ Mi note ကနေစတာဟုတ်နော် Mi fa ပြီးရင် Re fa La fa နောက် Do fa နောက်ပြီး La နဲ့ Do နဲ့ကို hammer pull off ပေါ့နော်နောက်ပြီးရင် Fa Re ဟုတ်နော်နော် ego ဒီထဲမှာဒီကို high note တွေယူမှာဆိုတော့ဒီဘက်လာမယ်နော် F chord လိုပုံစံမျိုးပေါ့ဒီ ego မှာယူမယ် note က3ကြိုးကနေ12ကွက်ကနေစမယ်နော် slide ကလေးနဲ့ဟုတ်နော်ဒါ C note ခေါ်တော့ပေါ့ so sharp ပြီးရင် T နောက်ကပြီးရင်ပြန် T နောက်ပြီးအောက်ဆုံးကြိုး Mi note အပေါ် D note နောက်ပြီးဒီဘက်မှာခုနလိုပဲ social note ကို high note ဖြစ်တော့အဲ့ဒါနဲ့ဒီရှေ့က Mi နဲ့ပေါ့နော်အပြန်အဲ့လိုအသွားပြန်တစ်ချက်တီးတယ်နောက်ပြီးရင်လည်း pull or တစ်ချက်ပြန်တီးမှာနောက်ပြန်တက်မယ်ဟုတ်နော်ပြန်တက်သွားတဲ့ဟာလေးပေါ့နော်တကြိုးပြီးတကြိုးပြန်တက်သွားတာ3ကြိုးမှာပြန်ဆုံးပြီးတော့ hammer လေးနဲ့ဆုံးသတ်မှာနော်ဒီနောက်ဆုံးမှာအဆုံးသက်နောက်ထပ်ကြံသေးတယ်ပေါ့နော်အဲ့ဒါ La note အပေါ် Mi note ပေါ့နော်ဒီဟာလေးပါမယ်အပေါ် Mi note ကလေးကသူကမြို့လေးနဲ့တည်တော့နော်ဒီကြမှာ2ကြိုးဒီမှာဖွင့်လိုက်တာပေါ့နော်အဲ့ဒါ intro သွားတဲ့နေရာလေးပဲပေါ့နော်နောက်ကျန်တဲ့ဒီတပုတ်လုံးတီးမဲ့ strummy pattern ပေါ့အဲ့ဒါတော့အများသိပြီးသားဖြစ်တဲ့ cha-cha ပုံစံလေးလေဒါကိုတူးပြီးမှသူက break တစ်ချက်ထည့်လိုက်တာdown up up down ဒါလေးပါပဲเนาะဒီလောက်ဆိုအားလုံးအဆင်ပြေသွားမှာပါ